ချင်းနဲ့သေချင်းရဲ့ကြားထဲမှာတစ္ဆာမတိသမျှလုံနေတဲ့အရာမှန်သမျှသည်နောက်တပံမွေးဖို့နဲ့နောက်တပံသေဖို့ကလွဲရင်အခြားမရှိမွေးတာကိုဒုက္ခနဲ့ဖုံးတယ်မသိအောင်ဒုက္ခနဲ့ဖုံးတယ်ဘလောက်ပဲဖုံးနေနေဇာတိဒုက္ခသရဒုက္ခဗျာတိဒုက္ခမရဏဒုက္ခလို့ပါဠိဘုရားရှင်တက်ရိုက်ဟောထားတာဖြစ်တဲ့အတွက်မွေးတာဩဒါနာတာသေရသည်မွေးတဲ့ကဒုက္ခဖြစ်တဲ့အတွက်မွေးချောင်းတရားတွေကိုထပ်လုံနေတာလေနောက်တပံဒုက္ခပဲဒါဆိုရင်ဒုက္ခကိုဒုက္ခမှန်မသိတဲ့ဘဝတွေကရည်လို့မရဘူးဘယ်တော့မှသိမလဲလို့မေးရင်ဘုရားပွင့်မှာဘုရားပွင့်တော်မှာအဲ့ဒီပွင့်တဲ့ဘုရားရဲ့တရားကိုနာမှနာတဲ့တရားကလည်းမွေးအိုနာသေးဟာဒုက္ခပါလားဆိုတဲ့တစ္ဆာတရားကိုနာလိုက်မှမွေးခြင်းအိုခြင်းနာခြင်းမွေးအိုနာသေးရကြောင်းတရားကိုလက်လွတ်ပြီးတော့မလုံးမှာနောက်တစ်ဖန်မွေးအိုနာသေးရမဟုတ်ရင်တစ္ဆာမသိတဲ့အချိန်လုံးသမျှအရာတိုင်းဟာနောက်တစ်ဖန်မွေးဖို့နဲ့သေဖို့ကလွဲရင်အခြားဘာမှမရှိဘူးမွေးတာလည်းခဏသေတာလည်းခဏလျှက်တစ်ပြက်တွင်ပဲသို့တော့အဲ့ဒီဂျားထဲမှာအသက်ပေါင်း3သိန်း1သန်း80 50 60 30လုံနေသမျှအရာအားလုံးဟာမွေးဖို့နဲ့သေဖို့ရည်ပဲဘာကြောင့်အဲ့လိုဖြစ်ရတာလဲလို့မေးရင်ရိုးရိုးလေးပဲတစ္ဆာမသိလို့တစ္ဆာကဘယ်ထဲမှာတွင်းတာလဲလို့မေးရင်ပဋိစ္စသမုပ္ပါဒ်မှာတွင်းတာဒါဆိုရင်ပဋိစ္စသမုပ္ပါဒ်မရှိရင်လည်းသိတယ်ပဋိစ္စသမုပ္ပါဒ်ရှိနေရင်လည်းမွေးအိုနာသေးရကြောင်းနေကြီးရဲ့ပဲထပ်လုံနေတယ်ဆိုတော့ဒီပဋိစ္စသမုပ္ပါဒ်ဒီကောင်းသောပဋိစ္စသမုပ္ပါဒ်မဟုတ်တော့ပဋိစ္စသမုပ္ပါဒ်မရှိရင်ပြတ်ရင်လည်းသိတယ်မပြတ်ဖဲနဲ့အစဉ်သဖြင့်သွားနေရင်လည်းမွေးအိုနာသည်ဖြစ်ကြောင်းပဲလုံနေတော့ဘာမှမထူတော့ဒါဆိုရင်ထူးအောင်လုပ်ဖို့ကပဋိစ္စသမုပ္ပါဒ်ကိုသိသွားရင်ထူးသွားတယ်ဘာထူးတာလဲလို့မေးရင်အဝိဇ္ဇာနေစပြီးတော့ထည့်လိုက်ရင်ဝိညာဏယုတ္တရယတနာကစာပြောလိုက်တာခန္ဓာပြောရင်ခန္ဓာပေါ်တယ်လို့သိရင်ပဋိစ္စသမုပ္ပါဒ်သိလိုက်ဒါဆိုဘယ်ကစသိတာလဲလို့မေးရင်ဝိညာဉ်နဲ့ခန္ဓာကစသိတဲ့အတွက်ပဋိစ္စသမုပ္ပါဒ်ဝိညာဉ်ကစဝိညာဉ်လို့သိလိုက်တဲ့အတွက်စိတ်ကိုစိတ်ပဲသိရင်ပဋိစ္စသမုပ္ပါဒ်ရဲ့အစကိုသိတာမလို့နောက်တစ်ပံရှုခွက်ကိုလည်းအ